အားလုံးပဲမင်္ဂလာပါဒါကတပတ်စာဒူဒီဒီက6ရက်5လ2025ကနေ9ရက်5လ2025ဒီဥစ္စာကို short မှာလည်းတင်ထားတယ် post ထဲမှာလည်းစာရေးပြီးတင်ထားတယ်ဖတ်နိုင်တယ်နော်အခုပြောချင်တာက6ရက်5လ25 AM မနေ့ပေါ့လေနော်မနေ့အတွက်ဆယ်နာရီ10မိနစ်မှာအဲ့ဒါလေးကိုပြောချင်တယ်ဆိုတော့တပတ်စာမွေးကနန်းလိုက်နိုင်တဲ့သူကလည်းလိုက်ပေါ့ကြက်ရတစ်ခုကိုသေချာလိုက်တစ်ခုပြီးမှတစ်ခုလိုက်ဆိုတော့နေတိုက်လှုပ်ချင်တဲ့လူကလည်းနေတိုက်တီးတိုက်လှုပ်ကြိုက်တဲ့ထဲကမွေးတဲ့ဟာတွေကလည်းတပတ်စာမွေးတွေကလည်းတွဲပြီးတော့မွေးနိုင်တာတော့ကိုမွေးလှုပ်ဆိုတော့ပြီးခဲ့တဲ့အပတ်မှာထူးခြားဖြစ်စဉ်ရှိတယ်အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှိရင်နက်ခတ်တွေဟိုမှာနှစ်လေးဟာလားပြီးလို့ရှိရင်6ကူစသည်အပြင်နက်ကတ်တွေတွဲထားတယ်နောက်ပါဝါ3တွဲထွက်ထားတယ်3ည5နှစ်ခေါ်8 3ဆိုပြီးထွက်ထားတယ်နောက်ပြီးတော့ဟာဒီဗိုလ်တော်ဦးနေ့မှာဆိုလို့ရှိရင်မနေ့ break နဲ့ညနေ break လာတူနေတာရှိတယ်ပြီးဟာဒီတောက်ကြနေ့မှာဆိုလို့ရှိရင်လည်းပါဝါလာတူနေတာရှိတယ်မနေ့ပါဝါညနေပါဝါအဲ့ဒီအပြင်တောက်ကြနေဟာဒီမနေ့နဲ့နော်မနေ့ထွက်တဲ့ထိတ်စီနဲ့ညနေထွက်တဲ့ထိတ်စီနဲ့ပေါင်းရင်ပြီးရင်မနေ့နောက်ပိတ်နဲ့ညနေထွက်တဲ့နောက်ပိတ်ပေါင်းရင်အဲ့ဒီပေါင်းရင်ရလေလာတူနေတယ်နည်းနည်းရှင်းနေပေါင်းတော့10ခေါင်း3နဲ့ပေါင်းတော့10လာတူနေတယ်ထူးခြားဖြစ်စဉ်ဒီဗိုလ်တော်ဦးနေ့မှာလည်းဒီ break ကနှစ်3ဆိုတော့5 break 6 9ဆိုတော့5 break ဆိုတော့ဒီတစ်ပတ်မှာထူးခြားဖြစ်စဉ်ကြီးအများကြီးပဲနှစ်လေးနက်ခတ်ထွက်ထားလို့ထူးခြားဖြစ်စဉ်ရှိသလိုဒီ break ဒီကောင်လေးတူနေတာလည်းရှိတယ်နောက်ပြီးတော့တောက်ကြနေမှာပါဝါတွေကြားထားတယ်လည်းတူနေတာရှိတယ်ဆိုတော့တူနေတာတွေများတယ်ပေါ့လေဆိုတော့ထပ်ပြီးလက်ဆောင်ပေးရမယ်ဆိုလို့ရှိရင်ဒါကတော့တစ်ပတ်မွေးရမှာပေါ့လေနော်ဒါကတော့ဒီ4ရက်ပေါ့ဒီတစ်ပတ်အတွင်းမွေးပရိဟာလား3ညပရိအဲ့ဒီတစ်ပတ်တွင်မွေးပရိက3ညပရိမွေးရမယ်အဲ့3ညပရိထဲမှာဒီ3ဘက်ကိုများမွေး3ညရယ်5ရယ်19ရယ်19ကအာပေါ့နော်ပြီးလို့ရှိရင်နှစ်ရှိက3ခွန်ရယ်4 6ဒါလည်းအာပေါ့ဒါအရန်ပဲမွေးပြန်ပြောမယ်နော်ဒီတစ်ပတ်အတွင်းမွေးပရိဟာလားအဲ့ဒါမှာ3ညဘူးရယ်5ဘူးရယ်19ရယ်အဲ့ဒါကမေနောက်နှစ်ရှိက3ခွန်ရယ်4 6က10 break တွေနော်ဘူး break တွေအဲ့ဒါကရန်ထားမယ်အဲ့ဒီမှာ3ညနဲ့5အကောင်းတယ်ပေါ့နော်ဆိုအဲ့ဒါလေးကတော့နည်းနည်းသတိထားဖို့အခုပြောမယ့်ဟာကမနေ့အတွက်ပြောတော့မယ်ဟာမနေ့အတွက်ပြောတော့မယ်ဆိုတော့တချို့တွေကလက်တက်ကွင်းနေမူတွေဘာညာတွေတိတ်စိတ်ဝင်စားဘူးခဏပေးမှန်စောင့်ကြည့်မယ်လိုက်ထိုးပဲဒါပဲအဲ့ဒါလည်းကောင်းပါတယ်နော်ဆိုတော့အခုရထားတွေရှိတာပေါ့လေတေချာသလားလို့မေးလို့ရှိရင်အပိုင်မဲလားလို့မေးလို့ရှိရင်ဘာမှပိုင်တာမရှိဘူးဘာမှတေချာတာမရှိဘူးကျွန်တော်လည်းတွက်ကြည့်တယ်
တိုက်ဆိုင်ရင်ပေါက်မယ်မတိုက်ဆိုင်ရင်လွဲမယ်ဒါပဲအဲ့တော့လောက်ကြည့်ပေါ့ဝါနာပါလို့ရှိနော်အမှန်မြန်ဆုံးအမှန်အများဆုံးအမြတ်အများဆုံးတော့ဟာနောက်ကိုလိုက်ပေါ့ဒါပဲရှိဆိုတော့6ရက်နေ့မနေ့အတွက်6ရက်5လ25 AM နော် AM ဆိုတာမနေ့အတွက်12တမိနစ်ပေါ့လေဟုတ်လားအဲ့ဒီအတွက်သူက7 site နော်တဲ့ထိုးရ7မူပေါ့လေနော်10ခွက်မူပေါ့7ဆိုတာလေ10ခွက်မူ10ခွက်မူပေါ့သူကထိတ်စီးနဲ့နောက်ပိတ်နဲ့ခြာနာခြင်းဟာတုံးရှိရမယ်အဲ့တော့ကြည်ထားပေါ့3ည3 1 4 2 5ဆိုတော့3ညနဲ့3နေရ3 1နဲ့4နေရခြားတယ်မှာ3 2နဲ့5နေရ3ချက်နော်အဲ့လိုခြားသွားတယ်နော်3ဆိုလို့ရှိရင်နော်3ဆိုလို့ရှိရင်3 6 4ဆိုလို့ရှိရင်4ခွန်နော်5ဆိုလို့ရှိရင်5 8ဆိုတော့6ဆိုလို့ရှိရင်6 3 sorry 6ဆိုလို့ရှိရင်6 9ပေါ့ခွန်ဆိုလို့ရှိရင်ခွန်3ညပေါ့8ဆိုလို့ရှိရင်8 1 9ဆိုလို့ရှိရင်9 2ပေါ့ရမယ်နော်3ည3 1 4 2 5 3 6 4 9 5 8 6 9 90 8 1 9 2ဆိုတော့1 2 3 4 5 6 9 8 9 10အဲ့ဒီအကုန်လုံးတဲ့အဲ့ဒါမနဲ့မူစက်ကွက်ကြီးတဲ့ထိုးရမှာများတယ်ဆိုလို့ရှိရင်တကွက်ထဲထိုးနေငါတဲ့အဲ့ဒါ6ရက်5လ2025 AM မနေ့အတွက်နော်စနေ3ညအတွက်ဟုတ်ပြီနော်စက်ကွက်ကြီးထိုးရတာများတယ်ဆိုလို့ရှိတကွက်ထဲထိုးဆိုတော့တပတ်အတွင်း break ကတော့ဒါပဲရှေ့ post မှာလည်းတပတ်စာအတွက်တင်ထားပြီးပြီစာလေးတွေပါလေးပေချဖတ်ကြည့်ပေါ့နော် short story တွေမကြည့်နဲ့ post လေးတွေပါဝင်ကြည့်ပေါ့ဆိုတော့မနေ့အတွက်ကတော့အင်္ဂါနေ့မနေ့အတွက်ကတော့251စေခွက်ဆိုင်ထိုးခြင်းနဲ့ဆိုလို့ရှိရင်တော့3 3 1 4 2 5 3 6 4 9 5 8 6 9 90 8 1 9 2ဟုတ်ပြီလားအဲ့ထဲမှာ3ည3ဆိုတဲ့ကဏ္ဍကတော့အခွေထဲမှာပါတယ်နောက်3ညပိုင်းရှိတယ်ဟာလား90တို့ဘာညာတော့နော်58ဆိုလို့ရှိရင်3D ကမွေးကဏ္ဍထဲမှာပါတယ်ဒါတွေကတော့အားရမလို့တဲ့ထိုးရမှာဟုတ်ပြီလားကဲကံပေးရင်ပေါက်ကြလိမ့်မယ်နော်ကံပေးရင်တော့ပေါက်ကြလိမ့်မယ်ကဲအားလုံးပဲငွေဝင်ရှင်လန်းဘေးအန္တရာယ်ကင်းကြပါစေ